အဝီဖီလာကြော့ခေးစင်ဝင်သွားမယ်ဆိုရင်ဘာတွေတိထားတစ်လဲဆိုတာပြောပြပေးပါမယ်။အဝီဖီလာကျွန်းကိုရောက်ဖို့ဆိုရင်တော့ကော့တောင်းကနေစပီဘုတ်နဲ့2 နာရီလောက်လေစီးပြီးသွားရပါမယ်။မနက်စာနေ့လယ်စာညစာတွေပါဝင်တဲ့အပြင်ဘီယာဝိုင်ကောက်သေးမောက်သေးအရစ်တွေပါသေးပါတယ်။စိတ်ကြိုက်တောက်လို့ရပါတယ်။လဲပတ်ရင်အိမ်ရမယ့်အခန်းမျိုးစားက2မျိုးပဲရှိလို့ရိုးရိုးလေးပဲမှတ်ထားပေးပါစီပြိုးနဲ့ဂါရင်ပြိုအခန်းလေးပါခရီးစဉ်ရဲ့3ညအိတ်4ရက်ကုန်ကြငွေလေးကတော့စီပြိုးနဲ့ဆိုရင်တော့28သိန်း5000ပဲကျမှာဖြစ်ပြီးတော့ဂါရင်ပြိုးနဲ့ဆိုရင်တော့24သိန်းပဲကုန်ကြမှာဖြစ်ပါတယ်အခန်းရဲ့ဖွဲ့စည်းပုံနဲ့ပါဝင်တဲ့ဝန်ဆောင်မှုတွေကတော့အကုန်အတူတူပါပဲရှင်ဘယ်နေရာတွေရောက်မလဲမေးရင်တော့တငယ်ချင်းတွေကိုပြောပြလို့ရအောင်ဘုံဝါဖိုက်ကျော်ဟန်နီမွန်ကျော်ငမန်းကျော်တို့ကိုရောက်ပြီးတော့စလုံလူမျိုးတို့နေထိုင်တဲ့နေရာလေးကိုပါတွားရောက်လက်ပတ်မှာဆိုပြီးတော့ပြောပြပေးပါနော်ဒီနေရာလေးကိုတွားလက်ဖို့အဖော်ညှိနေပြီဆိုရင်တော့လေရင်လက်မှတ်ခက်လို့အမြန်စုံစမ်းလိုက်ပါအသေးစိတ်သိချင်တဲ့ရှိရင်တော့ comment မှာအာမနာတန်မေးခဲ့လို့ရပါတယ်အခုလိုနားဆင်ပေးတဲ့အတွက်အားလုံးကျေးဇူးပါ